တနိုင်ငံလုံးအယောင်ဝရှိပို့ပေးတယ်နော်စောင်းရသည်ရောက်ပြီးစောင်းရသည်မှာဆိုကလေးတွေကအနှွေးတဲ့အထူကြီးတွေဘသူ့မှဝက်ခိုင်းလို့မရဘူးနော်အနှွေးတဲ့အထူကြီးနဲ့ညားသိပ်လို့မရဘူးရှမ်းလိုက်ကြတော့ခိုက်တုံနေတယ်ပေါ့နော်ဒါမျိုးနေရာမျိုးတွေမှာဆိုလို့ရှိရင်ကလေးတွေအတွက်ကပေါ့ပါနဲ့အေးတန်ခံနိုင်မဲ့လက်ရှိဘောင်းမရှိဝမ်းဆက်လေးတွေကလိုတယ်နော်အဲ့လိုဖြစ်တဲ့မင်းကကြဒီမှာကြည့်ပါအောင်နော်ကလေးတွေနဲ့လိုက်ဖက်မဲ့ကာတွန်းစင်လေးတွေဦးစားပေးပါတယ်ပေါ့နော်ကာတွန်းစင်မဟုတ်တာဆိုဒါမျိုးလေးတွေပဲပါမယ်ပေါ့နော်စပန့်ဟိုမှာရှေ့ကွယ်လက်ရှိဘောင်းမရှိလေးကိုဈေးနှုန်း9000ကျော်6000ပတ်ချလေးနဲ့ရောင်းပေးပါမယ်ရှင်သူကလာသားကနေပြီးတော့မှ6နှစ်လောက်ထိဝယ်လို့ရမယ်နော်ဘလို့ပုံစံမျိုးလေးလည်းမင်းပြပေးပါမယ်ရှင်နော်အရန်တန်မယ်နော်မြန်လာယူနော်ဒါမင်းပြပေးမယ်ပေါ့နော်ဒီလိုမျိုးဒါမျိုးလေးနော်အမမင်းကကြာတစင်ကိုပေါ့နော်အယောင်လေးကတော့9ရောင်6ရောင်လာမယ်တစင်ကိုတစ်မျိုးပဲပြသွားပေးမယ်အယောင်လေးတွေပဲကွဲမယ်ပေါ့နော်ဒီလိုမျိုးလေးဒါဆိုမင်းကအကြီးဆုံးဆိုင်လေး380ဆိုင်လေးပြပေးတာပါနော်ဒါကကြတော့9နှစ်6နှစ်ဝယ်လို့ရတဲ့ကလေးလေးတွေအတွက်အဆင်ပြေမယ်ပေါ့နော်အင်ဂျီရင်ဆိုင်လေးတွေဘောင်းမရှိဆိုင်လေးကြတော့မင်းကိုချက်ပေါက်မှလာမေးပေးပါဗီဒီယိုလေးကကြတော့3မိနစ်ပဲရတာဖြစ်တဲ့အတွက်အစင်လေးလည်းအများကြီးပြချင်တာဖြစ်တဲ့အတွက်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကလေးကကိုကလေးကထွားတယ်ဆိုတော့တစ်ဆိုင်ပေါ်ယူနော်မီဒီယံဆိုင်ဆိုလက်ဆိုင်ယူပေါ့နော်အဲ့လိုမျိုးပေါ့နော်တစ်ဆိုင်ကြီးယူပါရှင်ဒါဘောင်းမရှိဆိုင်ပေါ့နော်အဲ့လိုမျိုးခါပကျိုးဆိုလို့ရှိရင်လုံးဝအကောင့်ကိုသုံးပေးထားရတယ်ပေါ့နော်ဒါလေးက9ရောင်လာမယ်เนาะပြီးသွားလို့ရှိရင်ဒီလိုမျိုးလေးเนาะဒီလိုမျိုးလေးရှိမယ်ရှင်ဒီလိုမျိုးလေးเนาะဒီလိုမျိုးအရောင်လေးဒီလိုမျိုးအစင်လေးကြည့်ပါဦးစစ်စရာလေးကာတွန်းစင်လေးဆိုဒီလိုမျိုးလုံးဝစစ်စရာကောင်းတယ်ပေါ့နော်လုံးဝအလှလေးတွေပဲလာတာပါရှင်เนาะဒီမျိုးဘောင်းမိရှင်နဲ့ဒီမှာဆိုလဲဘောင်းမိခါပဲကြိုးကြည့်လိုက်အောင်လုံးဝအကောင့်တွေပဲသုံးပေးထားတာเนาะရှိုးသားလေးဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်2ပိန်ထက်ရှိုးလေးရှိမယ်မင်းတို့ကရှိုးရုံကကြတော့3ရုံသုံးတယ်ပေါ့နော်2ပိန်ထက်ရှိုးလေးရှိမယ်5ပိန်ထက်ရှိုးမျိုးလေးရှိမယ်ပေါ့နော်အဲ့လိုမျိုးရှိုးမျိုးလေးရှိုးသားလေးခိုင်းတဲ့ဟာမျိုးလေးပေါ့နော်ဒီလိုမျိုးလေးเนาะပြီးသွားလို့ရှိရင်နောက်ထပ်အစင်လေးကကြဘလို့အစင်မျိုးလေးလဲဆိုတော့ဒီလိုမျိုးအစင်မျိုးလေးလာမယ်ပေါ့နော်ဒီလိုမျိုးအစင်မျိုးလေးရတယ်အယောင်9ရောင်လာမယ်เนาะအယောင်လေး9ရောင်လာမယ်ဒီမှာကြည့်ပါအောင်เนาะဒီလိုမျိုးလေးတွေပေါ့နော်အရန်ကောင်းမယ်ပေါ့နော်အစင်လေးတွေအယောင်လေးရကြနောက်ထပ်ဒီမှာအစင်လေးတွေဒီမှာကြည့်ပါအောင်ဒီမှာကာတွန်းစင်လေးကြည့်လိုက်ပါချစ်စရာဘယ်လောက်ကောင်းလဲလေနော်အယောင်လိုက်လေးလုံးဝအနှုတ်ဖက်ဥအပ်ပြီးတော့ချစ်စရာအရန်ကောင်းတော့နော်ဒီမှာနော်ဒီလိုအစင်မျိုးလေးဒီမှာဒီလိုအစင်မျိုးလေးအမလေးလုံးဝဒီတစ်ခေါက်အစင်လေးတွေကလေပြောစရာမလိုအောင်နော်အရန်လာတယ်နော်ကာတွန်းလေးတွေနဲ့နော်ဒါမမေတိုင်းအရန်ကြိုက်တယ်တသားမမီလေးတွေအတွက်မရှိမဖြစ်လိုအပ်တယ်အခုစောင်းရတီဝင်နေပြီးမရှိမဖြစ်လိုအပ်တယ်လိုချင်တဲ့စင်တော့9000ကျော်6000ကျော်ရာတီစာဝမ်းဆက်ကိုနော်9000ကျော်6000ကျော်နဲ့ဒီအခုဘယ်မှသွားမချနဲ့မရတော့ဘူးနော်ဒီလိုမျိုးလေးနော်အသားလေးကလည်းတက်စပန့် grade ရေးတာအသားကောင်းအမြင့်လိုင်းလေးကိုသုံးပေးထားပါတယ်ရှင်နော်ဒါလေးဆိုအမြင့်လိုင်းနေဆိုလို့ရှိရင်လေချိုးတာအမခံနဲ့ရောင်းတဲ့သူတွေဆိုလို့ရှိရင်တော့မှလေ1000ကျော်ရောင်းတယ်ပေါ့ဒါမှမင်းကကြောက်ချိုးတာကောင်းတယ်အမခံလားဆိုတော့မခံဘူးဘာလို့ဆိုချိုးရုံအမမခံနိုင်တာချိုးရုံတွေကတစ်ခါလေကြားလို့ရှိရင်လေချိုးသားလေးမှာနည်းနည်းအဲ့ဒါတက်တယ်ပေါ့နော်ဒါလေးတော့မင်းတို့နားလည်ပေးပါဘာလို့ဈေးနှုန်းကကြာလုံးဝအနှိမ့်လိုင်းဈေးနှုန်းကိုလုံးဝအချိုးဆုံးဈေးလေးနဲ့ရောင်းပေးထားတာမို့လို့ပါနော်မင်းတို့လည်းတစ်ထည်ချင်းမစစ်အားလို့ပါနော်ကိုယ့်အိမ်ရောက်လို့ရှင်ပစ္စည်းလေးကိုတေချာစစ်ယူပါနော်